မတရားသဖြင့်ဈေးရောင်းခွင့်အပိတ်ခံရတာကြောင့်တမယာသီးတုပ်တွေကိုစတုတီတာအလက်ကားကျွေးပြလိုက်တဲ့ဖတ်တီမာပရိသတ်များလုံးမင်္ဂလာပါရှင်ရက်ကွက်မီဒီယာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဈေးရောင်းခွင့်ပိတ်ခံလိုက်ရတာကြောင့်ဒုက္ခရောက်နေရသူကတော့မန္တလေးမြို့ဥပိန်တရာဘော်ကအချင်းပေါင်းတဲ့ဖတ်တီမာဖြစ်ပါတယ်ဒီလိုမျိုးဈေးရောင်းခွင့်အပိတ်ခံလိုက်ရတာကြောင့်ဖတ်တီမာတယောက်အခုဆိုရင်အားလုံးအင်အားသိစေမဲ့လောက်ရလေးတစ်ခုကိုလုပ်ခဲ့ပါတယ်ပရိသတ်တွေကတော့ဖတ်တီမာကိုတော်တော်လေးတနာနေကြပါတယ်မန္တလေးမြို့ကအချင်းပေါင်းတဲ့ဖတ်တီမာကတော့တဦးအောင်မြင်ရင်နောက်တဦးကမနာလို့အကျဉ်းစရိုက်အတိုင်းပဲကြောက်တွန်းခံလိုက်ရတယ်လို့ဆိုနိုင်ပါတယ်။ဒီမတိုင်ခင်မှာတော့ဖတ်တီမာအချင်းပေါင်းဆိုင်ကတမယာသီးတုပ်ကိုလက်မလဲတန်းတော်တော်လေးကိုရောင်းရတာဖြစ်ပါတယ်။အထူးသဖြင့်တရက်ကို9သိန်း10သိန်းဘို့လောက်ထိရောင်းချရတယ်လို့သိရပါတယ်။ဒါကလည်းဖတ်တီမာဘိုက်တဲကရင်သွေးလေးရဲ့ကုသိုလ်ကံလို့ဆိုရမှာပါ။အထူးသဖြင့်တော့အချင်းပေါင်းတဲ့ဖတ်တီမာကကိုဝင်ရှိလာပြီးနောက်တမယာသီးတုပ်ကိုချင်းချင်းတက်တာကြောင့်တမယာသီးတုပ်ချင်းချင်းဆက်ဆက်လေးကိုတစ်တော့မှစားပြပြီးတော့မှအဲဒီနောက်မှာတော်တော်လေးနာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။တကယ်ဆိုရင်တော့မြန်မာနိုင်ငံမှာအချင်းပေါင်းတဲ့တွေကတော့အများကြီးရှိပါတယ်။ဒါပေမဲ့လည်းဖတ်တီမာတယောက်ပဲလက်မလဲအောင်ရောင်းချနေရတာဖြစ်ပါတယ်။ဒါကလည်းဖတ်တီမာရဲ့အတိတ်ဘဝကုသိုလ်ကံကကလေးရဲ့ကုသိုလ်ကံစမ်းကြောင်းလို့လည်းဆိုနိုင်ပါတယ်။ဖတ်တီမာရဲ့တမယာသီးကိုလူပေါင်းရာနဲ့ချီတန်းစီတိုးဝှေ့ပြီးတော့ဝယ်စားကြပါတယ်။ဒါကြောင့်မဲဖတ်တီမာကတနေ့ကိုဝင်ငွေ30ချီရပြီးတော့ဝင်ငွေကောင်းနေကြတာဖြစ်ပါတယ်။ဒါကိုမနာလိုမရှုစိတ်ကြပြီးတော့ဖတ်တီမာကိုမနာလိုကြတဲ့လူတစုတွေကဖတ်တီမာတမယာသီးတုပ်က FDA အစားအသောက်စီးကန်းနဲ့မကိုက်ဘူးမတန်ရှင်းမှုဆိုပြီးတော့သွားတိုင်ကြပါတယ်။ဒါကြောင့်လည်းအခုခါမှာတော့ဖတ်တီမာကတမယာသီးတုပ်မယောင်းတော့ပါဘူးလို့ခံဝင်လက်မှတ်ကတိထိုးထားရတယ်လို့ဆိုပါတယ်။ဒါအပြင်ဖတ်တီမာကိုတနေ့ကို30ချီရပြီးဝင်ငွေကိုမဆောင်တာကြောင့်အခွန်ရှောင်မှုနဲ့တရားစွဲတာကြောင့်အခုဆိုရင်တော့ဖတ်တီမာက380တန်ငွေဆောင်ရတော့မယ်လို့သိရပါတယ်။တမယာသီးတုပ်လေးလုံးရောင်းတာကိုတောင်းမှမြန်မာငွေကျပ်သိန်းပေါင်း80ရော်ကြေးပေးရမယ်ဆိုပြီးတော့လည်းပြောဆိုနေကြပါတယ်။ဒါတင်မကဆိုင်ကိုချိတ်ပစ်လိုက်ပြီးတော့အိမ်မှာလည်းဘာတစ်ခုမှရောင်းချခွင့်မရှိဘူးလို့သိရပါတယ်။ဒီအခါမှာတော့ဖတ်တီမာကဈေးမရောင်းရရင်လည်းစတုတီတာအလူကြီးကျွေးမွေးပြစ်မယ်ဆိုပြီးတော့ထုံးစံအတိုင်းတမယာသီးအလုံးပေါင်းများစွာကိုအာရပါရနယ်ဖက်တုပ်နေပြီးတော့တရုတ်ကလုံးကိုပေးဝေပြီးတော့ကျွေးမွေးခဲ့တာဖြစ်ပါတယ်။အရန်ကြီးချမ်းသာနေလို့တော့မဟုတ်ပဲသူမကိုအဆင်ပြေချိန်မှာဝယ်ယူအားပေးခဲ့တဲ့လူတွေကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့အခုလိုမျိုးကျွေးမွေးခဲ့တာပဲဖြစ်ပါတယ်။တကယ်ကိုစိတ်ရင်းစေတနာပြေဝပြီးတော့စိတ်သက်မြန်းမြန်းလာတဲ့ဈေးတွေမှာလေးဖတ်တီမာပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့ဖတ်တီမာမှာမကောင်းတဲ့ပစ္စည်းတွေရောင်းဝယ်ဖောက်ကားနေရမျိုးမဟုတ်ပဲရိုးသားစွာနဲ့အချင်းပေါင်းရောင်းနေရဖြစ်လို့ဒီလိုမျိုးဈေးရောင်းခွင့်ပိတ်တာမျိုးမလုပ်ကြဖို့အတွက်ပြောနေကြတာဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဈေးရောင်းခွင့်ပိတ်သိမ်းခံလိုက်ရတဲ့ဖတ်တီမာပေါ်မှာဘယ်လိုမျိုးထင်ကြပါသလဲအကြောင်းတွေရနာထားရပေမဲ့စိတ်သက်ကြမသွားပဲအခုလိုမျိုးစတုတီတာအလူကြီးကျွေးမွေးနေတဲ့ဖတ်တီမာရဲ့လောက်ရလေးပေါ်မှာပရိသတ်ကြီးတို့ကရောလေးစားမိကြလားဆိုတာပြောသွားခဲ့ပါအောင်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်နော်အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်